မှာပဲဘလို့လို့လိုက်တာလဲလှဆော်ရဲ့ငါတတ်ချင်နေတာတီးလား ဒီကောင်အဲ့လိုပဲစိတ်ကလည်းကြီးတယ်စိတ်သဘောထားလည်းကြီးတယ်ဒီကောင်မှသေးတာဆိုတခုပဲရှိတယ် အရှောက်ပြောနေရတော့ ငါဘာမှပြောရသေးလို့လဲဂျိုးလေးရဲ့ မင်းကငါအဲ့နာမည်မခေါ်နဲ့လို့ဘယ်တခါပြောဂျိုးလေးဂျိုးလေး 哇，我把我这个吃大。 အလင်းနေကိုချစ်တယ် မိုးမလေးမှာအုံနောက်ကစားနောက်ဆုံးအဆင့် ရှင်လူတော့ခိုင်တွေကထွက်တော့မယ်ဆိုတော့ဘာလို့လူသေးလဲ 3လပဲနေခွင့်ရှိရော လူသေးတာပဲ တက်တက်နောက်ဆုံး3လဘာတော့မယ်ကလပ်တော့မယ် KTV တော့မယ်တောင်းကြမယ် ရှင်တော့ကကို့သမီးအရွယ်လေးနဲ့ကဲတယ်ခုတော့တော်တော်စစ်မြင့်လာကို့အမေကြီးနေတယ် အမေရွေးမှာလေ မင်းကငါချစ်တယ်လို့ ဟာစီကနေလေနေဘာအဖြစ်မှမျောလင့်မနေနဲ့ ခုခေတ်စားနေတဲ့ကိုရီးယားကိန်း မတူဘူးလား တောင်ကိုရီးယားကမင်းကိုညှက်ခိုင်းတာလေကွာ ဘူးလေးပြောတာကိုရီးယားကင်နော်တောင်နေမြောက်တွေမပါဘူးနော် ငါရွာကိုဖျက်ဆီးတဲ့နှကောင်အဲ့နှကောင်ငါရွာထွက် ရွာနာအမြက်ကမစားဘူးဆိုတာငါသိပြီးသား တကယ်တမ်းသိချာကြည့်တော့လေရွာနာအမြက်ကလေးရတယ်စားကျင်စရာလေးပါရန်ကုန်မျိုးကြီးကတော်တော်တိုးတယ်ပြောင်းလဲသွားတာပဲ မင်းကရန်ကုန်ဘယ်တော့နောက်ဆုံးရောက် ငါ6လသားလောက်ကဆုံးလာတယ် โอเค တို့လည်းပြတော့ အမေဟိုတော့အမေကောက်ဗျာမလားမောင်းနေလို့ဘာမှလည်းအဲ့ဒီဘုံမှလည်းဝဲနာမည်လေးရ မိုးမခပါရှင် Guys ရှင်တို့လေစိတ်ကျဉ်တဲ့အထိကျမတောင်းဝင်ဖြည့်ရှင်းပေးပါမယ် ငါတို့ကရေနေပြီးဒုက္ခရောက်နေကြွဆုပ်ပြီးလို့ဖြစ်နေတာဒီအချိန်မှာမျက်ဖုံလေးတစ်ဖုတ်ကလည်းငါတို့တို့အားကိုးရပဲခောက်ကြည့် ငါမှာမကြခင်သိရတော့မယ်ယောဂဆိုတစ်ခုရှိငါအတွက်မနာမကျင်မဲနဲ့တက်တောင့်တက်တာလူလောကတွေကထွက်သွားတက်ပြီလုပ်ပြီးမယ် ဟဲ့နေသေးပြီ